ဒီမှာဘောက်မှာဒီ video ကြည့်မယ်ပြီးရင် resources မှာ file ရှိမယ်ပြီးတော့လို့ရှိရင် assignment မှာ assignment ရှိပါမယ် assignment ထပ်တဲ့ပုံစံလေးပြောပြပါမယ်ချဲကိုဒီမှာပဲစာရိုက်ပြီးပေးတာထက် Google document ကိုသုံးပြီးဒီမှာချဲကို link လေးချပေးပါနော် drop link လေးကို drop လုပ်ပေးပါဒီ file ထည့်လိုက်ရင်အဆင်ပြေပြီမဲ့ချဲတခါတည်း edit လုပ်ရတာကြီးပို့ပြီးတော့ return လုပ်ရတာကြီးပို့ပြီးအဆင်ပြေအောင်လို့ဒီထဲမှာရေးပေးပါအဲ့တော့ဒီထဲမှာလုပ်ပြီးတော့ submit assignment ကိုနှိပ်ပေးပါ link ကိုဘယ်လိုချရမလဲဆိုတော့ချဲတစ်ခုပြမယ်နော် Google document ကိုခေါ်ပြီးသွားလို့ရှိရင်ကိုကဒီမှာစာရေးလိုက်ရော assignment ရေးလိုက်ရော assignment ရေးလိုက်ရောရေးပြီးသွားလို့ရှိရင်ဒီ share ဆိုတဲ့ cloud ကိုနှိပ်ပြီးတော့ဒီမှာ restricted ဆိုတာလေးကို anyone with link ပြောင်း anyone with link ကိုမှ viewer နေရာမှာ editor လေးပြောင်းလိုက်ပေါ့နော်ဒါဆိုဒီ share link ကိုနှိပ်ပြီးသွား edit လေးလုပ်လို့ရတယ် suggestion တွေလည်းပေးလို့ရတယ် comments တွေလည်းရေးလို့ရတယ်အဲ့လိုလေးဖြစ်သွားပါလိမ့်မယ်ဒါဆို Google document နဲ့ထပ်ပြီးပါစာအုပ်အပြင်လိုက်ရေးပြီးထပ်ပြင်ကြတော့ပြန်ပြီး return လုပ်ရတယ်နည်းနည်းလေးအခုချိန်နေထားမှာပို့ပြီးတော့ effective မဖြစ်မှာဆိုလို့ရှင်းရှင်းလင်းလင်းနဲ့သိချာမြင်အောင် Google document ရဲ့ link လေး drop လုပ်ပေးပါ editor access ပေးတာပို့တော့မမိပါနဲ့ဒီ file ကို attach လုပ်လိုက်လေရတယ်ပေါ့နော်ဒါပေမဲ့လည်း Google document ကပို့ပြီးအဆင်ပြေပါတယ်အဲ့တော့တစ်ခုလွဲနေတာရှိလို့ရှိရင်တော့ပြန်ပြီးထပ်လို့ရတယ်ပေါ့နော် attempt က3ကပေးတာအတွက်3ကပြီးလို့ရှိရင်တော့မရတော့ဘူးဒါကြောင့်မလို့ခြေပြောတဲ့ instruction တိုင်းသိချာလေးထပ်ပေးပါ okay အဲ့တော့ဒီမှာ assignment က writing task 1အတွက်ဆိုလို့ရှိရင်ဒီ line graph ကစားတယ်ပေါ့နံပါတ်7ကစားတယ်7 73 14 assignment ကတကယ်တော့9ခုလောက်ရှိရဲ့အဲ့မှာ9ပုဒ်ကို feedback ရပါမယ်9ခုလုံးထပ်ချင်လဲရတယ်နော်